အားလုံးပဲမင်္ဂလာပါခင်ဗျာကိုနဲ့တူတော်မျိုး channel လေးနဲ့ပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခုရှေ့မှာမြင်တွေ့နေတဲ့နေရာရဲ့ကြတော့ကျွန်တော်တို့ဒီစဖန်ပါလဲအနေဒါကြတော့ကျွန်တော်တို့မြင်တွေ့နေတဲ့နေရာကြတော့စဖန်ဖလန်ကလို့ခေါ်ပါတယ်အကျိုးတိုင်းပေါ့နော်အစ်မှာဆိုရင်တော့ကျွန်တော်တို့ကစီကွန်ကြီးဖြစ်ပါတယ်ခင်ဗျာကစီကွန်ဘန်ယုံဖြစ်ပါတယ်စဖန်ဖလန်ကပေါ့နော်အရန်မှလှပါတယ်ခင်ဗျာဒါထိုင်းနိုင်ငံမှာနေရလူတွေဆိုရင်တော့ဒီနေရာလေးကိုသိမှာပေါ့နော်အမဲနာကြောက်ပြရပါနော်ဒီဘက်မှာဆိုရင်สวยงามมากนะครับวันไหนจะพากันมาปิกนิกแล้ววันหยุดกับแฟนนะครับพาเพื่อนพาแฟนพาญาติพาไปนั่งปิกนิกนะครับบรรยากาศดีมากสวยงามมากนะครับဟုတ်တယ်နော်အရန်မှလှတယ်နော်ပြီးတော့စီရင်ရာသီဥတုကလည်းမိုက်ရောနော်ခွတ်ထိုးလဲချောင်းနေလဲထိုးလဲหมดที่นี่หมดคนไทยเห็นป่ะฮะคนไทยเห็นป่ะเห็นหมดเรายูทูบอ่ะเห็นหมดဒါကျွန်တော်ကျူရဒါကြီးကိုဖြတ်ကျော်လာခဲ့ပြီပေါ့နော်ခဏနေဆိုကျွန်တော်สบายดีก็นั่นนั่นสดခဏနေဆိုကျွန်တော်ဒါကျွန်တော်ဆင်းတော့မှာပေါ့နော်အမြဲလမ်းပေါ်နေဆင်းတော့မှာဖြစ်ပါတယ်ထိုင်းနိုင်ငံမှာနေရသူဆိုရင်တော့သိရပါတော့ဒီနေရာလေးကျမ်းမလှပါနဲ့ခင်ဗျာวันที่23นะครับวันที่23นะครับอย่าลืมนะครับงานวัดหลักสี่สโมสรนะครับไปดูน้องเพลินกัญญรัตน์นะครับร้องเพลงนะครับที่งานวัดหลักสี่สโมสรนะครับนัดนะครับเพื่อนน้องไทยบอลไทยพม่านะครับเป็นดูคอนเสิร์ตน้องเพลินกัญญรัตน์นะครับไปด้วยกันนะครับเดี๋ยวจะไปรอที่งานนะครับผมโอเคကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီနေရာမှာပဲရပ်နာပါမယ်ခင်ဗျာကျွန်တော် YouTube channel လေးကိုစောင့်ကြည့်ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြဖို့အတွက်ကျွန်တော်တို့ရဲ့ YouTube channel လေးကို subscribe လုပ်ထားခဲ့ဖို့တောင်းဆိုချင်ပါတယ်အားလုံး bye bye ပါခင်ဗျာ